န်ဒီမျက်နှာလည်းမကောင်းပါလားအန်ဒီရဲ့ဘာဖြစ်လို့လဲ မျက်နှာမကောင်းဆုံးညငါတို့နားကလေရံမျိုးအောင်ဖျားပွဲမှာအောင်စပူကလေလေ ဟုတ်ကဲ့ အဲ့တော့အောင်စပူကတော့ငါစိတ်ကူးမိတာအော်သူတို့လာကမယ်ပြောတယ်ပေါ့နော်ငါတို့ကအတက်ကလည်းကြီးပြီးဝင်ငွေရလည်းမရှိဘူးအဲ့တော့အလောက်ကလည်းမရှိဘူးဆိုတော့အောင်စပူပေးတာကဘာပြောရုံခွဲထွက်အောင်လားအားပေးကြတာလေအဲ့တော့ငါလေသူအားကိုသူပိတ်တာအားကိုနဲ့ငါတွားပြီးတော့ရေတံမှုတွားရောက်မယ်ပေါ့အဲ့ရေတံမှုတွားရောက်မှာဆိုငါရေတံမှုကိုကားတစ်စီးတင်သွားတာတလောက်ပေးတာများဆိုရေတော့တို့ဝယ်တောက်ကြမှာပဲပေါ့ဆိုငါတွားပြီးတော့ဝယ်တာခုတော့ငါအတွေးနဲ့တက်ရှင်လွဲတာပဲတက်ရှင်လွဲတာပဲ အဲ့တော့မိုင်းအဲ့မှာအောင်သူပြိတ္တတွေအများကြီးဆိုတော့အကုန်လုံးကုန်ရောလား ကုန်းမလား ဘာဖြစ်လို့လဲ ငါတော့သူတို့အားကုန်းနဲ့သွားတာဥစ္စာလေသူတို့တွေကယုံထဲကိုဝင်ပြီးတော့အောင်စပူကြည့်ပါပြီဆိုကြတဲ့ကသူတို့မျက်နှာနဲ့အောင်စပူမျက်နှာနဲ့မခွာတဲ့အခါကျတော့ရေတောက်ရင်သေးပေါက်ထွက်ရမှာဆိုလို့ဆိုပြီးတော့သူကလေဘသူမှရေဝယ်မတောက်ကြဘူးအဲ့တော့ငါမှမမျက်မဲ့ပြီအရေးမှရှုံးတော့တာပေါ့မေပြိုရဲ့ အဲ့တော့မိုင်းသွားပြီပေါ့ သွားပြီပေါ့အေးသွားပြီပ